ကျွန်တော်ရမိတ်ဆွေတို့အားလုံးမင်္ဂလာပါခရမှုပွဲကျတရိမင်္ဂလာလက်ပွဲလာကောကကျွန်တော်ရမိတ်ဆွေတွေကိုတောတောင်ထဲမှာရှိတဲ့ကိုနဝင်းဖျားတနေရာကိုကျွန်တော်ခေါ်လာဖို့မှာဖြစ်ပါတယ်ဘုံကြောင်ကတော့ရောက်တော့မယ်ဗျာနော်ဒါကတော့အဝင်ဝဖြစ်ပါတယ်ဘုံကြောင်ကတော့နောက်ထပ်နည်းနည်းတွားရမှာဖြစ်ပါတယ်ဗျာနော်ဒီဘုံကြောင်မှာကျွန်တော်နဲ့တူလိုက်ကြည့်ကြပါလို့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်ကျောင်းထဲမှာရောက်လာပြီးဖြစ်ပါတယ်တစ်ပင်ကြီးတွေတက်တက်ပြအရန်ကိုအေးတယ်ဗျဒီနေရာဟာဆိုရင်အင်တာနက်လိုင်းလည်းမရှိဘူးဖုန်းလိုင်းလည်းမရှိဘူးလက်စစ်မီလည်းမရှိဘူးတကယ်ကိုအေးချမ်းချမ်းနဲ့ကြိုက်ညက်တက်တဲ့လူတွေလာဖူးတင်းတဲ့ဖျားတနေရာလည်းဖြစ်တယ်ဗျနော်ကဲဒီနေရာဟာဆိုရင်ဖုန်းကျောင်းပေါ့ဗျာနော်ကျွန်တော်ရဲ့နောက်မှာမြင်တွေ့ရတာကတော့ဖုန်းကျောင်းဖြစ်ပါတယ်ဗျနော်အဲ့ဒီနေရာမှာဆိုရင်ထိုင်နာတဲ့နေရာလည်းရှိတယ်ကျွန်တော်တို့မိုးတွင်းလာမယ်ဆိုရင်ပေါ့နော်ဒီထက်စိမ့်ဆိုတဲ့ပုံရိပ်မျိုးကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဒီနေရာကတော့ဒီလောက်ထိစိတ်ဝင်စားစရာမကောင်းပေမဲ့ဒီကျောင်းရဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာကတော့ကျွန်တော်တို့ဒီငကားပေါ့နော်ငကားတက်သွားတဲ့လမ်းကတော့တကယ်ကိုတက်ပေတယ်ဗျနော်အဲ့ဒီငကားရှိတဲ့နေရာတော့အထဲမှာနည်းနည်းဝင်သွားရသေးတယ်ဗျကဲအခုကျွန်တော်ရောက်ရှိနေတဲ့နေရာဟာဆိုရင်ဘုံကျောင်းရဲ့အတက်လမ်းဖြစ်ပါတယ်ဗျငကားနဲ့လှုပ်ထားတဲ့နေရာဖြစ်တာပေါ့နော်ဒီငကားတော်တော်လေးကိုတက်ပေတဲ့နေရာဖြစ်တယ်ဗျကျွန်တော်တို့ဒီပေါ်မှာတက်သွားမယ်ဆိုရင်လျောက်တော်မူဘုရားရှိမယ်ရက်တော်မူဘုရားရှိမှာပေါ့နော်ကျွန်းတက်သားနဲ့ကို့အရင်တုန်းကလှုပ်ထားတဲ့ဘုရားတွေပေါ့ဗျာနော်ကျွန်တော်နဲ့အတူလိုက်ကြည့်ကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာကျွန်တော်ခုနကလမ်းကနေတက်လာတာစုံသွားပြီပေါ့ဗျာနော်ဒီဘုရားဟာဆိုရင်ချင်းမိုင်မြို့ထဲမှာတည်ရှိတယ်ပေါ့ဗျာနော်ကျွန်တော်ရဲ့အနောက်မှာကျွန်တော်မိတ်ဆွေတို့မြင်တွေ့ရမှာကတော့ကျောင်းဆောင်ပေါ့ဗျာဒီကျောင်းဆောင်ကတော့ဘုံကြီးကျင်းတဲ့ကျောင်းဆောင်မဟုတ်ဘူးဗျဒီကျောင်းဆောင်ကလျောက်တော်မူဘုရားထားတဲ့ကျောင်းဆောင်တစ်ဆောင်ရှိမယ်ပြီးတော့ပြတ်တော်မူဘုရားထားတဲ့ကျောင်းဆောင်တစ်ဆောင်ရှိတယ်ပေါ့ဗျာနော်ဟိုဘက်ကကျောင်းဆောင်တွေဆိုရင်ဘာလို့ပေါ့လဲဆိုတော့တရားစခန်းဝင်တဲ့တဘောမျိုးပေါ့ဗျာနော်အဲ့ဖက်မှာဆိုရင်မြန်မာလက်မှုလိုဘာလိုနဲ့ဖုံးကျောင်းဆောက်ထားတာတွေရှိတယ်ဗျာနော်အဲ့ဒီလက်ရတွေကတော့ကြာပြီဗျဒါကတော့လျောက်တော်မူဘုရားကျောင်းဆောင်ထားမဲ့အတက်လန်းလေးဖြစ်ပါတယ်ဗျာနော်အဲ့လိုလေးတွေရှိပါတယ်ဒီကျောင်းဆောင်ရဲ့ပတ်လည်မှာဆိုရင်အဲ့လိုမျိုးတိုင်လေးတွေလှုပ်ထားပေးတာပေါ့နော်ဘီလာမြေတိုင်အဲ့ဒီတိုင်ကဘာကိုအတိတ်ပဲဆောင်လဲတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျာနော်အဲ့လိုမျိုးပနက်တိုင်လိုဘာလိုနဲ့နော်တစ်တန်းနဲ့လုံးမယ်ဆိုရင်ပနက်တိုင်လို့ယူဆလို့ရမယ်ထင်တယ်ဗျာနော်အကြောင်းကတော့အဲ့လိုမျိုးရှိတယ်ဗျဈေးရောင်နဲ့ပြန်ပြီးတော့တုတ်ထားတော့တော်တော်လေးကိုတက်ပေလာတယ်ဗျာနော်ကျောင်းရဲ့ပတ်လည်ကိုကျွန်တော်မိတ်ဆွေတွေကိုလိုက်ပြပြီးမှဖြစ်ပါတယ်ဗျဒါကတော့လျောက်တော်မူဘုရားထားရှိတဲ့ကျောင်းဆောင်ဖြစ်ပါတယ်ဗျတော်တော်လေးကိုတက်ပေတယ်ဗျာနော်တော်တော်လေးကိုလည်းအေးချမ်းတယ်တော်တော်လေးကိုလည်းလာလည်ဖို့ကောင်းတဲ့ကျောင်းတစ်ကျောင်းလေးဖြစ်တယ်ဗျာနော်ခုနကကျွန်တော်တက်လာတာကကျောင်းဆောင်ရဲ့အနောက်ဖက်ပေါ့ဗျာနော်ဒါကတော့ကျောင်းဆောင်ရဲ့ရှိပေါ့ဗျာကဲဒါကတော့လျောက်တော်မူဘုရားထားရှိမဲ့ကျောင်းဆောင်ရဲ့ရှေ့မှာကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဒီလျောက်တော်မူဘုရားဟာဆိုရင်ဘီလမြေနဲ့လှုပ်ထားတာတော့မဟုတ်ဘူးဗျကျွန်းတစ်သားနဲ့ထုထားတဲ့လျောက်တော်မူဘုရားဖြစ်တယ်ဗျရှေ့ခက်ကဆရာတော်ဒီထုထားတဲ့ဘုရားရုပ်ထုဖြစ်တယ်ဗျတော်တော်လေးကိုကြာပြီးဖြစ်ပါတယ်ဗျနော်နှစ်ထောင်ကျော်ကြည်ပြီးရှိတဲ့လျောက်တော်မူဘုရားလည်းပြောလို့ရတယ်ဗျနော်သူရဲ့တမိုင်းထဲမှာဆိုရင်ဒီဘက်မှာတက်လာမယ်ဆိုရင်ရက်တော်မူဘုရားထားရှိတဲ့ကျောင်းဆောင်ဖြစ်တယ်ဗျနော်ဒါရက်တော်မူဘုရားဖြစ်ပါတယ်ဗျကျောင်းရဲ့ပတ်လည်အနေထားလေးပေါ့ဗျာနော်တအားကိုအေးချမ်းနေဗျာဒီလိုလာရတာတအားကိုစိတ်ချမ်းသာတယ်ဗျာနော်အိုးကျွန်တော်တခါမှမလာဘူးဗျဒီနေရာလေးဒါကျွန်တော်အမြဲပြောလို့ရှိတယ်ဗျာနော်ဘုံကျောင်းဆိုတာဒီလိုမျိုးအေးချမ်းရမယ်ဗျာနော်ကျွန်တော်တွားတဲ့ဘုံကျောင်းတိုင်းမှာလေဒီလိုမျိုးတစ်ပင်ဝါပင်တွေတစ်အရိပ်တွေကြီးပဲရှိတယ်ဗျာနော်ဒါပဲလောက်ထိကျွန်တော်တို့စိတ်အေးချမ်းမှုကောင်းနေဗျာနော်ဒီလိုမျိုးနေရာမျိုးတွေမှာလေတစ်တာနဲ့လှုပ်တဲ့ဘုံကျောင်းပေမဲ့ထူးဆန်းတဲ့တစ်ခုကအရိပ်ရှိတဲ့အတွက်လူတွေအလားများတယ်ဗျာနော်ဒါကတော့ဇီဒီရှိတဲ့နေရာဖြစ်ပါတယ်ဗျာနော်ဒီလားတောင်ထမ်းဖက်တွေအိုးဒါကတစ်တာနဲ့လှုပ်ထားတဲ့ဟိုးအရင်ကကျောင်းဆောင်မဗျာနော်ဒါဟိုးအရင်ကဘုံကျောင်းတက်လားအရင်ကဆိုရင်တော့ငကားကိုတစ်တာနဲ့လှုပ်တာဗျာတက်လားကဲဒီနေ့ကတော့ကျွန်တော်မိတ်ဆွေတွေကိုလိုက်ပြပေးတဲ့ခရားကတော့ဒီလောက်နဲ့ပဲကျွန်တော်ဆုံးသက်လိုက်ရမှာဖြစ်ပါတယ်ဒီဖျားဟာဆိုရင်ချင်းမိုင်မြို့နဲ့တော်တော်အလန်းဝေးတဲ့အတွက်ကျွန်တော်ပြန်ရမှာနောက်ကျမှာဆိုလို့ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်စောပြန်မှဖြစ်မှာပေါ့နော်လမ်းမှာဆိုရင်လည်းတော်လေးဖြတ်ရတာပေါ့ဗျာနော်ဒီဘုန်းကြီးကျောင်းဟာဆိုရင်အင်တာနက်လိုင်းလည်းမရှိဘူးဖုန်းလိုင်းလည်းမရှိဘူးလက်စမီလည်းမရှိဘူးပေါ့နော်တကယ်ကိုအေးချမ်းတဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်တယ်လို့တစ်ပင်ကြီးတွေပေါ့ပင်ကြီးတွေအရိပ်နဲ့ပြည့်နေနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်တော်တော်လေးကိုစိတ်အေးချမ်းတဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်တယ်လို့လာလေတင်းတဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်ဗျာနော်ဒီနေ့ကျွန်တော်ရဲ့ဘုရားဖူးဗီဒီယိုဖိုင်ကတော့ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရမှာဖြစ်ပါတယ်အားလုံးကိုမင်္ဂလာပါ